မွေငါတဲ့ကိုလေအဲ့လိုနန်းနန်းပင်တွေထက်တံမြသီးတွေညှစ်ပြီးတော့မလေးသွားရင်တော့မှကျင်းလာတယ်ပြောရင်းနဲ့ပေါ့နော်အဲ့လိုမျိုးစားတာအရှမ်းကြိုက်တယ်ကျမဒါမဲ့ညှစ်သေးတော့မစားဘူးကဲဒီမွေငါလေမြောင်းမြောင်းမွေငါပုံစံချက်ထားတာကွာအရှမ်းစားလို့ကောင်းတယ်စားကြပါအောင်နော်ကျမကတော့လေအစားတောက်မီးလို့တောက်မြန်မာအစားစားလည်းအရန်ကြိုက်တယ်မွေငါဆိုလို့ရှိရင်အရန်တွေ့တဲ့နေရာဆွဲတာကဲဒါကတော့အင်ဒိုစီးတီးပေါ့နော်မြန်မာပြည်ရောက်တော့အင်ဒိုစီးတီးကိုမရောက်ဘူးလို့ဆိုပြီးသွားလိုက်တာသူကအထက်မှာကွန်ဒိုမြင့်နေကြီးပဲရှိတာတကယ်တမ်းကျတော့ဈေးတန်းကနှစ်လွှာလောက်ပဲရှိတာတေးသေးပေါ့နော်ဝက်စားတွေရောင်းတယ်ကဲပြီးကလွှာကဓာတ်ပုံရိုက်တယ်အဲ့မှာကော်ဖီဆိုင်လေးလည်းရှိတယ်ကော်ဖီဆိုင်နဲ့ခုံလေးထားလို့ဓာတ်ပုံရိုက်ခဲ့ပါရဲ့ရှင်ပြီးတော့အဲ့ဒီမျက်နှာချင်းဆိုင်ကအခရာလို့ခေါ်တဲ့အဲ့ဒီတီရှော့ပေါ့နော်အဲ့ဒီမှာအစုံအစားတောက်တွေရတယ်ကဲခုနမွေးငါကိုစားတယ်ပေါ့နော်ကဲအမလီအော်ကြီးဟိုချက်ကိုတွေ့ပါတယ်ဒါတော့တန်းလမ်းမပါမှာပါဟုတ်နော်အဲ့ဒါနဲ့တန်းဘက်ကိုဆက်ပြီးတော့သွားကြရတယ်ပေါ့နော်အင်ဒိုစီးတီးကနေအဲ့မှာတွေ့အဲ့တော့ထဲကလေးထိန်ချင်းကိုတောက်ပါတယ်လုံးဝအစားတောက်ကထိန်လို့မနိုင်ဘူးเนาะထညက်နဲ့တောက်တာအရှမ်းကောင်းခဲ့တယ်ကဲဒင်းရင်တောက်ပြီးတော့ရှေ့ကိုဆက်လာပါတယ်လမ်းမပေါ်မှာလည်းရှောက်ပြီးတော့စိန်ကြီးဟာဝင်တယ်စိန်ကြီးဟာထဲမှာမမတွေကတော့သူတို့ရဲ့လူတွေစပွတ်ချက်တွေဝယ်ကြတာပေါ့နော်ကဲလမ်းမပေါ်ကတေးဥဆိုင်တေးပူဆိုင်ကဲတွေးတဲ့မြောက်အကုန်ငေးတာကျမရဲ့အချင်းမဝယ်မဲနဲ့ကန်ကြီးရတယ်ကျမရဲ့အချင်းပဲမဝယ်မဲနဲ့ဈေးမရရလဲအမော်ဈေးတွေရတော့ကျမတော်တော်မြင်ကတ်မှာနော်shopping ပတ်ပါတယ်ဆိုမှဝယ်ချင်ဝယ်ပေါ့ဟုတ်တယ်မလားကဲမမတွေကတော့ဝယ်ကြတယ်ကျမဘာမှမဝယ်ခဲ့ဘူးရှင်ကဲပြန်တဲ့ခါကျတော့လဲတဲ့လမ်းမပေါ်ကကျက်စနက်ဆိုင်လေးကိုဝင်ပြီးတော့ကျက်စနက်လေးစားပြီးတော့ညလေးကို enjoy လုပ်ခဲ့ပါတယ်ရှင်ကျက်စနက်တစ်ပွဲကို9000နှစ်ပွဲပေါ့ရှင်မွေငါစားတဲ့အတင်းရင်တောက်တယ်ကျက်စနက်စားတယ်ကဲကျမပန်းမဖြစ်မလားတော့မသိဘူးဒါတော့သူများစီကကောက်ဝိုက်တယ်နာမည်မပါသေးဘူးအစားတောက်မီးလို့တောက်ပါဆိုနောက်